ငရဲမင်းကြီးကတေချင်းရှင်ချင်းစာအုပ်ကိုကိုင်ဆောင်လာပြီးအဖွားကျန်းရဲ့အိမ်တကားကိုကန်ဖွင့်ပြီးဝင်လာပေမဲ့လည်းသူမရဲ့ဝိညာဉ်ကိုဘလို့မှဆွဲထုတ်လို့မရခဲ့ဘူးအဖွားကျန်းကတော့မျက်တောင်တစ်ချက်မှလည်းမခတ်ပဲနဲ့စံပြုတ်တောက်နေနဲ့ဘာတွေစူညံနေရလဲငါထမင်းစားနေတာကိုအနှောက်အယှက်ဖြစ်တယ်လို့သာပြောလိုက်တယ်ငရဲမင်းကြီးကတော့ရာစုနှစ်ပေါင်းများစွာဝိညာဉ်တွေကိုတင်ကြည့်ခဲ့ပေမဲ့လည်းဒီလိုမျိုးတက်တန်းကုန်နေပါရဲ့နဲ့မထွက်သွားပဲနေနိုင်တဲ့သူမျိုးကိုတစ်ခါမှမတွေ့ဘူးတော့သေးတော့အံ့အားသင့်သွားတယ်သူကဝိညာဉ်ဖန်ကျိုးနဲ့အဖွားကျန်းရဲ့လယ်ပင်ကိုစွတ်ဖို့ကြိုးစားပေမဲ့လည်းကျိုးကသူမနဲ့ထိတာနဲ့နှစ်ပိုင်းပြတ်သွားတော့တယ်ငရဲမင်းကြီးကတော့ဒေါသတကြီးနဲ့ငရဲပြီကိုပြန်လာပြီးဝိညာဉ်ဖန်တမန်အဖြူအနဲ့အမဲကိုဆဲဆူတော့တယ်သူတို့ကလည်းကျွန်တော်တို့ရှစ်ကြိမ်တောင်သွားခဲ့တာပါဒါပေမဲ့သူမရဲ့အိမ်ရှိမှာမမြင်ရတဲ့အကာအကွယ်တစ်ခုရှိနေလို့ပါလို့ညင်းကြတယ်နောက်ဆုံးမှာတော့ငရဲမင်းကြီးကလည်းလူပြည်ကိုစဉ်းသက်ပြီးတစ်တီးရောက်တဲ့အဖိုးအဖြစ်ဟန်ဆောင်ပြီးအဖွားကျန်းရဲ့အိမ်ရှိမှာစောင့်နေခဲ့တယ်အဖွားကျန်းကထွက်လာတဲ့အခါမှာငရဲမင်းကြီးကတစ်တီးလက်ဆောင်ပေးပဲသူလို့ဟန်ဆောင်ပြီးအဖွားအသက်ဘယ်လောက်ရှိပြီလဲလို့မေးလိုက်တယ်အဖွားကျန်းကတော့ရခင်ကဖုံးတော်ကြီးတစ်ပါးကိုအသက်800ရှိပြီလို့အမှန်တိုင်းပြောမိတော့ငရဲပြည်ကိုရောက်သွားတဲ့သတင်းကိုတတိယပြီးတော့80ပဲရှိပါသေးတယ်အသက်ကြီးလို့မိသွားတာနေမှာပါလို့လိန်ပြောလိုက်ရတယ်ဒါပေမဲ့ငရဲမင်းကြီးကသူ့ရဲ့တွန့်လိမ့်နေတဲ့အရေးပြားနဲ့6ယောက်တွေကိုကြည့်ပြီးဒီလောက်အရေးကြောင်းတွေထူနေတာအနည်းဆုံး800တော့ရှိရမယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲလမ်းမေးမှာရှိတဲ့ခွေးတစ်ကောင်နဲ့မုံလူနေတဲ့တောင်းသားတအူးကိုမြင်ရတဲ့အခါမှာငရဲမင်းကဒီခွေးသားမုတ်ကိုလွှတ်ပေးနိုင်ရင်3ရက်အတွင်းအမိ9ခုထွက်လာလိမ့်မယ်စကားလေးပြောတတ်လာလိမ့်မယ်လို့ပြောလိုက်တယ်အဖွားကျန်းကမဖြစ်နိုင်တာတွေရှောက်မပြောနဲ့လို့ပြန်ပြောလိုက်တယ်အဲ့ဒီအခါမှာသူမကရခင်ကမုတ်ဆိုးလက်ကနေကတ်တင်ခဲ့တဲ့မြေခွေးနှစ်ဖျားမကပေးတဲ့အသက်ရှည်သေးကိုတတိယသွားတယ်အဲ့ဒီမြေခွေးက800နှစ်နဲ့မြေခွေးဆိုတဲ့စကားလုံးကိုဘသူရှိမှမပြောဖို့မှားကြခဲ့ပေမဲ့လည်းအဖွားကျန်းကတော့စကနိုင်လူကျင်တဲ့စိတ်နဲ့ငါအသက်က800ကျော်နေပြီထူးဆန်းတာတွေအကုန်တွေ့ဘူးတယ်ခွေးစကားပြောတာတော့မတွေ့ဘူးသေးဘူးလို့ပြောပြီးတော့ပါဇက်ကိုအမြန်ပိတ်လိုက်ပေမဲ့လည်းနောက်ကျသွားနေပြီဖြစ်ပြီးငရဲမင်းကတော့ရီမောပြီးတော့သူ့ရဲ့မူလရုပ်သွင်းပြောင်းလဲလိုက်ပြီးအဖွားကျန်းမင်းမြေခွေးနဲ့ဆေးကိုအားကိုပြီးငရဲပြည်ကို800နှစ်တောင်လှည့်စားထားနိုင်အောင်လို့ဆိုပြီးဝိညာဉ်ကိုဖမ်းဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲရွာသားအပေါင်းတို့ကဂုံပြူဆိုင်ပုတ်တွေကိုကင်ဆောင်လာကပြေးဝင်လာပြီးအဖွားကျန်းကိုမခေါ်သွားပါနဲ့လို့တောင်းပန်ကြတယ်အမှန်စင်စစ်အဖွားကျန်းကဒီ800နှစ်အတွင်းမှာပဲလန်တတားတွေခင်ပေးခြင်းစင်ရဲသားတွေကိုအစားအသောက်နဲ့ဆေးဝါးတွေလှူဒန်းခြင်းစတဲ့ကောင်းမှုကုသိုလ်တွေကိုမရေမတွက်နိုင်အောင်ပြုလုပ်ခဲ့တယ်မနစ်ကလည်းငတ်မှုခေါင်းမမှုဘေးမှာသူမရဲ့ပိုင်ဆိုင်မှုအားလုံးကိုရွာသားတွေအားလုံးကိုခွဲဝေပေးပြီးတော့သူမကိုယ်တိုင်ကတော့တစ်ခေါက်တွေကို3လတိုင်အောင်စားသုံးခဲ့ရတယ်ငရဲမင်းကြီးကတော့မှင်သက်သွားတယ်သူမကနီးလန်းမရှိဘဲနဲ့အသက်ရှင်နေရလို့ထေပေးပဲလေဒီလောက်ကြီးမားတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်နေတဲ့သူမှသူမသိခဲ့ဘူးသူကတေချင်းရှင်ချင်းစာအုပ်ကိုပြန်ကြည့်ပြီးတော့တပြင်းချလိုက်တယ်အဖွားကျန်မင်းရဲ့အသက်က800နှစ်မှာကုန်းဝမ်းမှာဖြစ်ပေမဲ့မင်းလုပ်ခဲ့တဲ့ကုသိုလ်တွေကြောင့်နောက်ထပ်အနှစ်1000ထပ်နေလို့ရပါတယ်မင်းရဲ့အသက်ကိုလိမ်ပြောခဲ့တဲ့အတွက်ပြစ်ဒဏ်ရှိပေမဲ့မင်းရဲ့ကောင်းမှုကုသိုလ်တွေကြောင့်ငရဲပြည်ကိုလိုက်မလာပဲလူပြည်မှာဆက်လက်ကောင်းမှုကုသိုလ်တွေလုပ်ပါနှစ်တရာပြည့်ရင်တော့နတ်ပြည်ကိုဓာတ်ရိုက်တက်လန်းစေရမယ်လို့သေချာပြောခဲ့လိုက်တယ်။အဖွားကျန်းကတော့မျက်ရည်တွေကိုတုပ်ပြီးရွာသားတွေကိုကူညီဆောက်ရှောက်ရင်းနဲ့နောက်ထပ်အနှစ်တရာအသက်ရှင်ခဲ့တယ်။အသက်တရာစုစုပေါင်းအသက်900ပြည့်တဲ့နေ့မှာပဲသူမကတစ်ပင်ကြီးတစ်ပင်အောက်မှာပြုံးပြီးမျက်လုံးမိတ်ပြီးနတ်ပြည်ကိုတက်လန်းသွားတော့လေတယ်။ဒီပုံမြင်ကရရှိတဲ့သင်ခန်းစာတွေကတော့ကုသိုလ်ကံကကံကြမ္မာကိုပြောင်းလဲစေတယ်။အဖွားကျန်းကတော့သူမရဲ့စေတနာနဲ့ကုသိုလ်ကံမှုတွေကြောင့်သိချင်းတရားကိုပဲကြော်လွန်နိုင်ခဲ့တယ်။စကားကြောင့်ဘေးအန္တရာယ်ရောက်တတ်တယ်။စကနိုင်လူလိုစိတ်ကြောင့်သူမရဲ့လှုပ်ဝက်ချက်ကလည်းပေါက်ကြားသွားခဲ့ရတယ်။ပြုသမျှနုရတယ်။မိမိပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကိုလူများကအမြဲမမိနေပြီးဘေးဒုက္ခကြုံချိန်မှာလည်းပြန်လည်ကူညီတတ်ကြတယ်။စီကံထက်စေတနာကပိုရေးကြည့်တယ်။ငရဲမင်းကြီးတောင်မှပဲအဖွားကျန်းရဲ့စေတနာကြောင့်စီကံကိုလည်းရှော့ပေါ့ပေးခဲ့ပါသေးတယ်။